Papa ye kone ye ta the mi de along be mingala ba we no papa ta kon tong nya 6နှစ်ကုန်ကနန်းမှာပပတိတ်စိန်ကနန်းကိုပေးလိုက်တာရတဲ့သူတွေကတော့ပျော်တာပေါ့နော်မရသေးတဲ့သူတွေမရဘူးမပေါက်ဘူးပပရဲ့အတိတ်ကနန်းကိုသမီးတို့မရလို့ပါပပရဲ့သမီးတို့ကိုလှုပ်ဆောင်ပေးပါကူညီပေးပါဆိုပပခုနှစ်ရက်သားသမီးတွေအားလုံးကိုကယ်တင်ပေးနေတာပပရဲ့ခုနှစ်ရက်သားသမီးတွေခွန်363ကမရလိုက်ဘူးဆိုတဲ့လူတွေဘောပပထပ်ပြီးတော့ကူညီပေးမယ်ရပြီးသွားတဲ့သူတွေကိုပပမလုပ်ပေးတော့ဘူးမကူညီပေးတော့ဘူးအပရဲ့အတိတ်ကနန်းကိုလိုချင်တဲ့ခုနှစ်ရက်သားသမီးအားလုံးကအပကိုအမြန်လေးဆက်သွယ်ပေးပါနော်ပပအကောက်ဆယ်လာမင်းနေတာဒါပပအကောက်စစ်ပဲပပကိုတိုင်တာမင်းတို့ကိုပြောပြမေးနေတာနော်ပပနာမည်ကိုအလွယ်သုံးစားလုပ်ပြီးတော့နော်ပို့တာပပပို့တော့ဝင်းစိန်နာမည်နဲ့အပရဲ့နာမည်နဲ့လောက်စားနေတဲ့လူတွေအများကြီးပဲရှိတာဝဲဒါကြောင့်မလို့ပပမင်းတို့ကိုသိအောင်လို့အခုတကားတည်းလိုက်လွင်ပေးနေတာနော်ဒါကြောင့်မလို့ပပရဲ့ခုနှစ်ရက်သားသမီးတွေ16ရက်တလပိုင်းအတွက်ကိုခုနှစ်ရက်သားသမီးတွေအပရဲ့အတိတ်ကနန်းကိုလောချင်နေဆိုရင်ပပကိုမြန်လေးဆက်သွယ်ပေးပါပပကိုယုံကြည်မှုရှိမှဆက်သွယ်မယုံကြည်မှုမရှိဘူးဆိုမဆက်သွယ်နဲ့ပပခွန်363ကလှုပ်ပေးလိုက်တဲ့ခုနှစ်ရက်သားသမီးတွေကိုထပ်ပြီးမလှုပ်ပေးတော့ဘူးပပရဲ့အတိတ်ကနန်းကိုဒီ16ရက်တလပိုင်းအတွက်ကိုမရသေးတဲ့ခုနှစ်ရက်သားသမီးတွေအားလုံးကိုပဲပပအကူညီပေးမှာဒါကြောင့်မို့လို့ပပရဲ့ခုနှစ်ရက်သားသမီးတွေကပပကိုဖုန်းလေးတာခေါ်စော်ပေးပါပပနဲ့အတိတ်ကနန်းကိုပပရဲ့သမီးတို့ကိုပြတဲ့နားမလာဘူးမကောက်တတ်ဘူးဆိုတယ်လေလူတွေလည်းရှိတယ်ပပကိုလာမေးတယ်နော်ကောမတ်တွေကဒါပေမဲ့ပပပဲမပြောဘူးမင်းတို့အခု16ရက်တလပိုင်းအတွက်ကိုပပရဲ့အတိတ်ကနန်းကိုလိုချင်ပါတယ်နော်မိတ်ဆွေတို့အခုပပရဲ့9ရက်သားသမီးတွေအားလုံးအောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်ပပကိုညီပေးမယ်ပပကိုယုံကြည်နဲ့ဒါဆက်သွယ်ပြီးပပရဲ့ဖုန်းနံပါတ်ကိုတော့မိတ်ဆွေတို့ခေါ်ဆိုပေးပါ39966360ပပအလာမူရင်းကင်နဲ့ဖုန်းနံပါတ်ပဲဖြစ်တယ်ဘယ်တော့မှမပြောင်းဘူးเนาะသားသမီးတွေအားလုံးပဲ16ရက်တလပိုင်း2026မှာပပရဲ့အတိတ်ကနန်းကိုလိုချင်တဲ့ဆိုတဲ့9ရက်သားသမီးအားလုံးပဲပပကိုယုံကြည်လေးလာဆက်သွယ်ပါအားလုံးပဲပပရဲ့သားသမီးတွေစိတ်ရဲ့ရှမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံပါသည်လောင်ရဲ့ဆန္ဒတဲ့တလုံးတဝါလေးပြေဝကြပါသည်အားလုံးပဲပပရဲ့အတိတ်ကနန်းကိုလိုချင်ပပကိုယုံကြည်နဲ့အမြန်လေးဆက်သွယ်ပေးပါဝဲ